မလိုက်ဒီမလိုက် မလိုက်ပါ ဟာဘာမှမပါဘူး စားချင်လို့လည်းတူတောင်းနေတယ် အဲ့ဒါသူခိုင်းလို့ပြောနေမှာပေါ့ ထိုင်းလို့ပြောတာဓမ္မနဲ့ပြောတာ ဟိုသူကလေခိုင်းရနေပြီးတော့ညီမအလုပ်လာလုပ်တာဟိုကျမနဲ့ဒီကတလားရှိပြီအဲ့သူကရုပ်ရည်ဒီသေးတော့လေကျမမပုံဝင်3လလည်းကြံခဲ့တယ် ဟုတ်လားဘလို့ကိုနားနည်းနည်းရှုပ်တော့တစ်ခေါက်လို့ပြန်ပါ ဟိုသူနဲ့ရတာတလားရှိပြီတို့အကိုဝင်3လကြံပြီ ယူရတလားကိုဝင်းက3လားသူနဲ့ရတော့ဟုတ်ရဲ့လား သူနဲ့ရတာပေါ့ရှင်ဒါကျုပ်ပွိုင်း ကျူပွိုင်းဟုတ်ပါပြီဟိုဒါနဲ့သူ့နာမည် ဟိုသူ့နာမည်ကိုကျော်မင်း ကိုကျော်မင်းနေယူနေကိုကျော်မင်း ဝိုင်းမချိုင်း မချိုင်း ချိုင်း อ๋อဟိုဘာလဲလို့မရနိုင်မှာပေါ့ အိုးသူ့နာမည်တော့ तू မသိဘူးလား အော်မဟုတ်ကြော်မင်းဆိုတာလေကျမကမြန်မာလိုပေးထားတာထိုင်းနာမည်ရှိတယ်ထိုင်းနာမည်ဟိုနေခံညခံတဲ့ နေခံကြတယ်ဒီမလေးနားနေလို့ရှိရဲ့ ဘာလို့လဲ ဘိုးသူထိုင်းနာမည်ကတမျိုးလေးဖြစ်နေခံကြထမ်း ဒီထောင်ညာထောင်ဆိုင်ဒီထောင်ညာထောင်ဟောပါစား မော်တော်စား ဆိုင်က ညောင်းဒါနဲ့ညီမပါလိ ဟိုလေသူ့ရဲ့မိခံတက်က passport ကိုသူ့ချင်အောင်နေနေမှာ မိခံတက်တာ passport မိခံတက်တာ passport ဝိုင်းကိုဖူရိုင်းฉันไม่เข้าใจ အများကြီးပဲပြောတယ်နားမလည်ဘူး ဟိုထိုင်းကိုပြောနေမှာပေါ့ ဟိုထိုင်းလို့ပြောတာညီမရဲ့ဟိုညီမပဲတိုက်ရိုက်ပြောလိုက်ပါတော့လားသူလည်းဒီနားမှာရှိနေရပဲเนาะတိုက်ရိုက်ပြောလိုက်ပါတော့လား ဟိုကျမကထိုင်းစကားမတတ်တာ ဟုတ်တော့ကောင်းနော်ထိုင်းစကားတော့မတက်တာထိုင်းနေကြတော့ကိုဝင်3လမ်းကြောင်းရွတ်တယ်ဟဲ့လား အဲ့ဒါလေကိုရနှုတ်ရလေးနဲ့အစင်းကြီးတို့လောက်တတ်တယ် အဆင်ပြေသွားတယ် ဒီပါတော့ ကဲဟုတ်ပါပြီ ဟိုလေ तू ကအင်္ဂလိပ်စကားတော့နည်းနည်းတတ်တယ်သူအင်္ဂလိပ်လိုပြောသေးပါလားဟိုဆရာပုံစံကြီးကလည်းအင်္ဂလိပ်စကားတတ်မယ်ပုံပါ ။ပြောတတ်ပါတယ်။အေးလေကကျွန်တော်အရန်ထွန်းတယ်။အဲ့လိုရင်ဗာမေးပြရမယ်။ ဟိုမိခင်ကတော့ပတ်သွား မီးကန်တက်တာမီး fire ခံဘူးတက်တာပေါ့fire ဘလို့ပါ fire ဘလို့ပါ passport fire ဘလို့ပါ passport ไปอ่ะป๊อปปัสสาวะใช่ไปอ่ะรูปปัสสาวะโอเคนะครับ09 09 522871 522871 ဟာဒါကျမဖုန်းနံပါတ်ကြီးကို ခုနံပါတ်ကြီး ဟုတ်တယ်ဒီကနေ့တက်တော့ fire ဘလို့ပါ passport no phone number သိတယ်မပေးချင်လို့မပေးရ သူက